စက္ကပ်ပိုင်းအတွင်းမိတ်ဆွေရဲ့အသက်ကိုနှုတ်ယူသွားနိုင်တဲ့ကမ္ဘာအစိတ်အပင်ဆုံးတရဝ9ကောင်အထူးသဖြင့်နောက်ဆုံးတစ်ကောင်ကတော့တကယ်ကိုအိမ်မက်ဆိုးပါပဲဒါကြောင့်ကိုယ့်ရဲ့အသက်ဘေးကနေကာကွယ်နိုင်ဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့လူအယောက်20ကိုတပြိုင်နက်တေးစေနိုင်တဲ့တေမင်းတမန်တွေကတင့်ဘေးနားမှာအရွယ်အစားတေးသေးလေးနဲ့ရှိနေတတ်တယ်ဆိုတာသိပါသလားတင်ဟာကမ္ဘာအန်ရဲ့အရှိဆုံးတရဝလို့ပြောရင်ပါကိုပြင်းမိသလဲချင်းသေးလားကြားလားဒါမှမဟုတ်ငမန်းမြူကြီးတွေလားတကယ်လို့တင်းကိုစက္ကန့်ပိုင်းအတွေ့အသက်ပြောက်ရှင်မဲ့တေမင်းတမန်တွေဟာတင်းမထင်မှတ်ထားတဲ့အရွယ်အစားတေးသေးတွေဖြစ်နေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့သိပ္ပံနီးကြမှတ်တမ်းတင်ထားတဲ့ကမ္ဘာအစိတ်အပြင်းဆုံးတရဝ9ကောင်အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါတချို့အစိတ်တွေကလူပေါင်း20ကိုတပြိုင်နက်သေစေနိုင်ပြီးတချို့ကတော့တင့်ခန္ဓာကိုယ်ကိုအရှင်လက်လက်လေးဖြတ်သွားစေနိုင်ပါတယ်ဗီဒီယိုကိုဆုံးအောင်ကြည့်ပါနောက်ဆုံးမှာဖော်ပြပေးမယ့်အကောင့်ကတော့တင်လုံးဝမထင်ထားတဲ့အကောင့်ချင်းနေပါလိမ့်မယ်နံပါတ်1 box jellyfish ပါလှပခြင်းရဲ့နောက်ွယ်မှာတေခြင်းတရားရှိနေတတ်ပါတယ်ဒါကတော့ box jellyfish ပါသူ့ကိုကမ္ဘာအစိတ်အပြင်းဆုံးတရဝအဖြစ်သတ်မှတ်ထားကြပါတယ်သူ့ရဲ့အစိတ်ဟာနှလုံးအာယုံကြောစနစ်နဲ့အရေပြား cell တွေကိုတပြိုင်နက်တိုက်ခိုက်ပါတယ်သူ့ရဲ့ကိုယ်ထဲကနေထွက်နေတဲ့အမြင်တန်းတွေမှာ nematocysts လို့ခေါ်တဲ့အစိတ်ဆူးငယ်ပေါင်းတားနယ်ကြီးပါရှိပါတယ်ဒီအမြင်တွေနဲ့ထိမိတာနဲ့ပြင်းထန်လွန်းတဲ့နာကျင်မှုကိုခံစားရပြီးလူဟာ shock ရကရေထဲမှာတင်နှလုံးရက်ပြီးသေဆုံးနိုင်ပါတယ်ဆေးရုံမရောက်ခင်3မိနစ်အတွင်းအသက်ဆုံးရှုံးနိုင်လောက်အောင်ပြင်းထန်ပါတယ်အထူးသဖြင့်ဩစတြေးလျနဲ့အင်ဒိုပစိဖိတ်သမုဒ္ဒရာတွေမှာတွေ့ရများပါတယ်အစိတ်မိတဲ့နေရာကိုရှာလကာရေနဲ့အနည်းဆုံးစက္ကန့်30ခန့်လောင်းချပါရေချိုနဲ့လုံးဝမဆေးပါနဲ့နံပါတ်2 King Cobra မွေဟောက်ဘရင်ကဘာအရှိဆုံးစိတ်ရှိမွေကြီးသူဟာတခြားမွေတွေကိုတောင်ပြန်စားတဲ့အတွက် Ophiophagus လို့အမည်တွင်ပါတယ်သူ့အစိတ်ကတခြားမွေတွေလောက်မပြင်းပေမဲ့တခါကတ်ရင်ထဲ့လွတ်လိုက်တဲ့အစိတ်ပမာဏကကြောက်စရာပါတခါကတ်ရင်ထွက်လာတဲ့အစိတ်ဟာလူအယောက်20ဒါမှမဟုတ်ဆင်းပြောင်ကြီးတစ်ကောင်ကိုသေစေနိုင်ပါတယ်အထူးကတော့ neurotoxin ပါလူရဲ့အသက်ရှူလမ်းကြောင်းကိုလေဖြတ်သွားစေပြီးမိနစ်ပိုင်းအတွင်းအသက်ရှူရက်စေပါတယ်သူတို့ဟာရန်မစော့ရင်အလိုလိုတိုက်ခိုက်လေမရှိပါဘူးဒါပေမဲ့တားပေါက်ချိန်မှာတော့အရန်ကြမ်းပါတယ်မွေကြိုက်ခံရရင်အနာကိုစုပ်ထုတ်တာလှီးတာမျိုးလုံးဝမလုပ်ပါနဲ့ကိုယ်လက်လှုပ်ရှားမှုကိုရှော့ပြီးဆေးရုံအမြန်ဆုံးသွားပါ anti venom တစ်ခုတည်းကသာအသက်ကယ်မယ်ပါတယ်နံပါတ်3 marble cone snail ဒါကိုမြင်တဲ့ကောက်ယူပြီးတင်ထားခြင်းပါလိမ့်မယ်ဒါပေမဲ့သတိထားပါဒါဟာကမ္ဘာအန်ဒီရဲ့အရှိဆုံးခယူပါသူ့ကို cigarette snail လို့တောင်တင်စားကြပါတယ်အစိတ်မိပြီးရင် cigarette တလီပတော်ယုံစားအခြေပဲအသက်ရှင်ဖို့ကြံတော်လို့ပါသူ့မှာ conotoxin လို့ခေါ်တဲ့အစိတ်ရောနူပေါင်းယာနဲ့ချီပါဝင်ပါတယ်သူ့ရဲ့အစိတ်တစ်စပ်ဟာလူပေါင်း20ကိုတေးစေနိုင်ပါတယ်သူ့မှာအစိတ်လွတ်တဲ့လှန်စွတ်လိုအင်္ဂါရပ်ပါပါတယ်အဝတ်အစားသို့မဟုတ်ရေငုပ်ဝတ်စုံတွေကိုတောင်ဖောက်နိုင်ပါတယ်ကြောက်စရာအကောင်းဆုံးကဖြည့်ဆေးမရှိခြင်းပါပဲသမုဒ္ဒရာတွေကလှပတဲ့ခယူးခွန်တွေကိုအလွယ်တကူလက်နဲ့မကင်ပါနဲ့အစိတ်မိဟင်အသက်ရှူစေအကူအညီနဲ့အစိတ်ပြေတဲ့အထိစောင့်ကြည့်ရယုံကြလွယ်လို့တခြားနည်းလမ်းမရှိပါဘူးနံပါတ်4 Blue ringed octopus အရွယ်အစားလာကောက်တီလုံးလောက်ပဲရှိပါတယ်ဒါပေမဲ့သူ့အစိတ်က cyanide ထက်အစပေါင်းထောင်မကပိုပြင်းထန်ပါတယ်သူ့ရဲ့တွဲထဲမှာ tetrodotoxin လို့ခေါ်တဲ့အစိတ်တွေပါဝင်ပါတယ်ဒါဟာဘက်တီးရီးယားတွေကနေထုတ်လုပ်တာပါအကိုက်ခံရရင်နာကျင်မှုလုံးဝမရှိတတ်ပါဘူးဒါပေမဲ့မိနစ်ပိုင်းအတွင်းမှာတင်ကြွက်သားတွေလေထက်လာပြီးမျက်စိကွယ်ကအသက်ရှူရပ်သွားပါလိမ့်မယ်အစိတ်မိနေချိန်မှာတင်ဟာအရာအလုံးကိုကြားနေတိနေပေမဲ့လက်ချောင်းလေးတစ်ချောင်းတောင်လှုပ်လို့မရတဲ့ locked in အခြေအနေကိုရောက်သွားမှာပါသူ့ရဲ့အပြာရောင်ကွင်းလေးတွေလင်းလာပြီဆိုရင်ဒါဟာရန်လိုနေပြီလို့အဓိပ္ပာယ်ရပါတယ်အသက်ကယ်ဖို့တခုတည်းသောနီလန်းကတော့အစိတ်ပြေတဲ့အထိလူနာကို CPR မရက်နာလှုပ်ပိနေဟုပဲဖြစ်ပါတယ်နံပါတ်5 Death Stalker Scorpion ကီမီကောက်တွေထဲမှာအစိတ်အပြင်းဆုံးပါအာဖရိကနဲ့အရှေ့အလယ်ပိုင်းတဲကန်တာတွေမှာနေထိုင်ပါတယ် neurotoxin အပြင်းစားပါဝင်ပါတယ်ကျန်းမာတဲ့လူကြီးတယောက်ကိုဓာတ်ရိုက်သေစေနိုင်ဖို့ခဲရင်ပေမဲ့ကလေးသူငယ်နဲ့တက်ကြီးရွယ်အိုတွေအတွက်တော့သေစေနိုင်ပါတယ်အကိုက်ခံရရင်
ခံစားရတဲ့နာကျင်မှုကမခံမရအောင်ပြင်းထန်ပါတယ်နှလုံးခုန်မြန်ခြင်းသွေးတိုးခြင်းနဲ့အဆုတ်ထဲမှာအရေများပြည့်လာခြင်းတို့ဖြစ်စေနိုင်ပါတယ်ဒီကင်မီကောက်တွေဟာညဘက်မှာ UV မီးချောင်းနဲ့ကြည့်ရင်အစိမ်းရောင်တောက်နေတာပါတယ်ကန်တာဒေတာတွေမှာဖနက်မစည်းခင်အမြဲခါထုတ်ပါဒီတရဝါတွေဟာကြောက်စရာကောင်းပေမဲ့သူတို့ဟာဂေဟစနစ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတွေပါသူတို့ကိုရန်မစရင်အလိုလိုလာတိုက်ခိုက်လေးမရှိပါဘူးတဘာဝတရားကိုလေးစားပါတတိနဲ့နေထိုင်ပါတင်ရောဒီ၅ကောင်ထဲမှာဘယ်ကောင်ကိုအကြောက်ဆုံးလဲကောမန့်မှာရေးခဲ့ပါဦးအခုလိုဘ ഹു တုတတွေစက်ကြည့်ခြင်းရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်